Real Madrid ကိုအယုံလိုကစားသွားခဲ့တဲ့ Rodri ဥရောပပြင် Real Madrid အသင်းကြီးကိုကွင်းလည်လူ Rodri ကသူ့ရဲ့လူအင်ဆန္ဒအတွက်အယုတ်တရုတ်လိုအသုံးချသွားခဲ့တဲ့ဆိုရင်တင်ယုံနိုင်မှာမလားပရိသတ်များလုံးမင်္ဂလာပါခင်ဗျဘောလုံးသတင်းတွေကို channel ပင်ကြီးကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့တပင်ရွှေတီ channel ကို like follow subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ခင်ဗျကမ္ဘာဘောလုံးလောကမှာ Real Madrid လို့နာမည်တက်လိုက်ရင်ဘယ်ကစားမှမဆိုဒူးတုံသွားတတ်ကြတာတဘာဝပါပဲ Florentino Perez ရဲ့ Empire ကြီးဟာသူတို့လိုချင်ပြီးဆိုတဲ့ကစားမကိုမရရအောင်ခွင့်နိုင်စွမ်းရှိတယ်ဆိုတဲ့သမိုင်းကြောင်းတွေခိုင်မာရှိပါတယ်ဘယ်လျံမဲဖြစ်ဖြစ် Mbappe ပဲဖြစ်ဖြစ်ဥရောပရဲ့ထိပ်တန်းကျဲပွင့်တွေအားလုံးရဲ့အဆုံးစွန်သောအိမ်မက်ကဆန်တီယာဂိုဘာနီဗျူးကွင်းကြီးထဲမှာခြေချခွင့်ရရှိဖို့ပါပဲReal Madrid ကကန်လန်းလာပြီးဆိုရင်ညင်ပေရတဲ့ကစားမဆိုတာကခက်ရှားပါဒါပေမဲ့မျိုးကြောက်စရာကောင်းလောက်အောင်ဩဇာကြီးမားတဲ့ဘယ်သူမှမဆိုအထင်ကြီးလေးစားရတဲ့ကလပ်အသင်းကြီးကိုညံကျဲနဲ့ကိုရိုင်းကိုယ့်ရဲ့ကိုယ်ပိုင်ကြိုးစီးပွားအတွက်လီကားတစ်ခုလိုမျိုးအယုတ်တရုတ်လိုမျိုးအသုံးချသွားတဲ့လူတစ်ယောက်ထွက်ပေါ်လာခဲ့တာပါသူကတော့တခြားသူမဟုတ်ပါဘူးကွင်းလယ်မှာအုံနောက်အကြီးဆုံးစနစ်ကြဆုံးလို့အသက်မခံထားရတဲ့စပိန်ကွင်းလယ်လူရိုဒီပါပဲဇလန်ရဲ့စားကဒီလိုပါReal Madrid အသင်းဟာသူတို့ရဲ့ကွင်းလယ်ကိုအင်အားဖြည့်တင်းဖို့အတွက်ရိုဒီကိုပြစ်မှတ်ထားပြီးတော့အသေးအံကြိုးပမ်းလာခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးကွင်းလယ်လူတစ်ယောက်ကိုသူတို့ရဲ့လူစင်းနဲ့ထည့်သွင်းဖို့အတွက် Real ဘက်ကတရားဝင်ကမ်းလှမ်းမှုတွေချင်းကပ်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်Real လိုအသင်းမျိုးကလိုက်ပြီးဆိုရင်ကစားမတော်များများကချက်ချင်းကိုကောင်းကျင်တက်ကြပြီးမြည်ရိုဒီရဲ့ရင်ထဲမှာတော့လုံးဝကွဲပြားခြားနားတဲ့အိမ်မက်တစ်ခုရှိနေခဲ့တာပါရိုဒီရဲ့နှလုံးသားထဲမှာအမြဲတမ်းဦးစားပေးဖြစ်နေခဲ့တာကကက်တလန်အင်ပါယာကြီးဖြစ်တဲ့ဘာစီလိုနာအသင်းပါသူကဘာစီလိုနာရဲ့ကစားဟန်ဘာစီလိုနာရဲ့တဒနာရီနဲ့သာအဝင်ကွင်းကြဖြစ်မယ်လို့ခံယူထားသူဖြစ်ပြီးတော့သူရဲ့အဆုံးအစွန်ဆန္ဒကအနုကန်ကွင်းကြီးထဲမှာကစားဖို့ဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကဘာစီလိုနာဘက်ကငွေကြေးခက်ခဲတဲ့အကြောင်းပဲဖြစ်ဖြစ်ခြားသောအကြောင်းပြချက်တွေအကြောင်းပဲဖြစ်ဖြစ်ရိုဒီယိုခေါ်ယူဖို့အတွက်ချက်ချင်းလက်ငင်းကြီးကြီးမားမားလှုပ်ရှားလာခြင်းမရှိခဲ့ပါဘူးဒီချိန်မှာကွင်းတွင်းမှာမကပဲနဲ့ကွင်းပြင်ပမှာပါဘားနဲ့လုံးနဲ့ရိုဒီကချက်သိမ်းထစရာမဟာဗျူဟာတစ်ခုကိုစတင်အသက်သွင်းလိုက်ပါတယ်အဲ့ဒါကတော့ဘာစီလိုနာကိုအိယာကနိုးလာအောင်သူ့ကိုအလူရက်ခေါ်ယူလာအောင်လို့ Real Madrid ရဲ့စိတ်ဝင်စားမှုကိုငစားတစ်ခုလိုအသုံးချလိုက်ခြင်းပါပဲရိုဒီက Real Madrid စီပြောင်းရွှေ့ဖို့ဘယ်တော့မှဘယ်ချိန်မှဆန္ဒမရှိခဲ့ပါဘူးဒါပေမဲ့ Real ကသူ့ကိုစိတ်ဝင်စားနေရဆိုတဲ့တင်းတွေကိုတော့မီဒီယာတွေကတဆင့်ကြေရဲပြဲပြဲထွက်ပေါ်ခွင့်ပေးထားလိုက်ပါတယ်ဒီတင်းရဲ့ရိုက်ခတ်မှုကချက်ချင်းဆိုလိုပဲစပိန်မြေတစ်ခုလုံးကိုကင်လှုပ်သွားခဲ့တာပါပြပြ Real Madrid အသင်းစီကိုကမ္ဘာအကောင်းဆုံးကွင်းတဲ့လူရောက်ရှိသွားတော့မယ်ဆိုတဲ့တင်းကဘာစီလိုနာဘုတ်ဖွဲ့ကိုကြီးမားတဲ့ထိလှမ်းမှုတွေဖိအားတွေဖြစ်ပေါ်စေခဲ့တာပါ Real Madrid ကရိုဒီကိုတရားဝင်ကန်လှမ်းမှုတွေအချိန်ချင်းပြုလုပ်ခဲ့တာပါဒါပေမဲ့ရိုဒီရဲ့တုံ့ပြန်မှုကတော့ကမ္ဘာဘောလုံးလောကမှာဘယ်သူမှမလုပ်ရတဲ့လူရက်ပါပဲလုံးဝအကြောင်းမပြန်မဲနဲ့နှုတ်ဆက်နေလိုက်ခြင်းပါပဲဟုတ်ပါတယ် Real Madrid လို့အသင်းကြီးကကန်လန်းတာကိုညှင်းဆန်တာတောင်းမှမဟုတ်ဘဲနဲ့ဘာစကားတခုမှပြန်မပြောဘဲနဲ့အေးဆက်ဆက်လစ်လျူရှုထားလိုက်တာပါရိုဒီဘက်ကဘာတုံ့ပြန်မှုမှမရတဲ့ Real Madrid ကအချိန်နေတာကုံဆုံးသွားပြီးအချက်တကွဲဖြစ်ခဲ့ရတာပါအဲ့ဒီချိန်မှာပဲအကြံပိုင်နဲ့ရိုဒီရဲ့ထောင်ချောက်ထဲကိုဘာစီလိုနာတို့တန်းတန်းမတ်မတ်တိုးဝင်လာခဲ့ပါတော့တယ် Real Madrid စီကိုရိုဒီရောက်ရှိသွားမှလုံးဝအဖြစ်ခံလို့မရတဲ့ဘာစီလိုနာကပြိုင်ပွဲတွေကိုချက်ချင်းခုံဝင်လာခဲ့ပြီးတော့ရိုဒီကိုခေါ်ယူဖို့အသေးလဲကြိုးပမ်းလာပါတော့တယ်ရိုဒီလိုချင်တဲ့အကွက်ကလည်းဒါပါပဲ Real ရဲ့ဩဇာတိတ်ကမကြီးမားမှုကိုလေကားတစ်ခုလိုတက်နှင်းပြီးတော့သူမှတကယ်သွားချင်တဲ့ဘာစီလိုနာရဲ့အာယုံဆိုင်မှုနဲ့ကန်လန်းမှုကိုရယူသွားနိုင်ခဲ့တာကဘောလုံးလောကရဲ့အပန်းနဲ့ဆုံးသောအပြောင်းရွှေ့စစ်စင်ရေးတစ်ခုဖြစ်သမိုင်းတွင်သွားခဲ့ပါပြီဒါပေမဲ့ဒီလိုရဲ့ပေါ်မှာပရိသတ်တွေကြားမှာကြီးကျယ်ညှင်းခုန်စရာတွေဖြစ်လာခဲ့တာပါရိုဒီရဲ့လိုမျိုးလှည့်စားမှုဟာကစားမတယောက်ရဲ့ပါနှံမှုလို့ချီးကျူးရမလားဒါမှမဟုတ် Real Madrid လိုသမိုင်းကြောင်းကြီးမားတဲ့ကလပ်တင်းကြီးကိုတမင်တက်အချိန်ဖြုံးစေပြီးဂုံတိတ်ခါချလိုက်တဲ့ professional မဆန်တဲ့လုပ်ရလို့ပဲသတ်မှတ်ရမလားဘာစီလိုနာကိုရောက်ဖို့အတွက် Real Madrid ကိုအယုတ်တရုတ်လိုတက်မဲ့အသုံးချသွားတဲ့ရိုဒီရဲ့တုံ့ပြန်ချက်ပေါ်မှာရောပရိသတ်ကြီးရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါအောင်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာဘောလုံးစင်းတွေကိုအချိန်နဲ့တပင်းကြီးကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့တပင်းရွှေတီ channel ကို like follow subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ခင်ဗျာ